ရှေ့မျှော်တခေါ်ကြည့်နောက်ပြန်တလှန်ကြည့်တဲ့တရားဝဲတော်ဝဲမှာဆရာကြီးတစ်ပါးဟောပြောသွားတာနားထောင်လိုက်ရရှေ့မျှော်တခေါ်ကြည့်တော့အမြော်မြင်ရှိတာနဲ့ပတ်သက်ပြီးပြောတာခက်ဝေးဝေးထီအောင်ကြည့်နိုင်ရရှေ့မျှော်တခေါ်ကြည့်နောက်ပြန်တလှန်ကြည့်ဆိုတာတော့သင်ခန်းစာယူဖို့အတွက်ပြီးခဲ့တာတွေကတော့သင်ခန်းစာယူယုံမှတပါသိပြီးတော့အသုံးဝင်မှာတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုပြီးခဲ့တာကပြီးခဲ့ပြီလေပြီးခဲ့တာကိုသင်ခန်းစာအဖြစ်ပဲယူရမှာဖြစ်တယ်သင်ခန်းစာယူဖို့နောက်ကျောင်းပြန်ပြီးတော့မကြည့်ပဲတော့မနေရဘူးကြည့်ရအဲ့တော့နောက်ပြန်ကြည့်တဲ့အခါမှာရှေးရှေးဝေးဝေးကြည့်စရာမလိုသင်္ကန်းစာယူဖို့ရာအတွက်နောက်ပြန်တလန်ကြည့်တယ်ရှေ့မျောတခေါ်ကြည့်ဆိုဝေးဝေးကြီးကိုမျောကြည့်တတ်ဖို့လိုအပ်တယ်ဟောအဲ့ဒါကိုအမျောအမြင်ရှိမှဆိုအမျောအမြင်ဆိုတာဘာကိုပြောတာလဲအသိဉာဏ်ကိုပြောတာအရှိမြင်နဲ့အသိဉာဏ်လောကလူတွေဟာအတူလေးပဲကြည့်တတ်တယ်ပြဿနာတစ်ခုဖြေရှင်းခြင်းလို့ရှိရင်လည်းအခုကြုံအခုရှည်ရှည်မတွေးဘူးဒီလိုလုံးလိုက်ရင်ဘာဖြစ်နိုင်တယ်လဲဆိုတာကိုသိမတွေးပဲနဲ့အခုစိတ်ထဲမှာပေါ်လာတာကိုအခုထလုပ်ပြီးအခုဖြေရှင်းတတ်ကြတယ်အဲ့ဒါလို့ဖြေရှင်းခြင်းကြောင့်ဘာဖြစ်တယ်လဲလို့ဆိုရင်အဖြေမဟုတ်ပဲနဲ့ပြဿနာတစ်ခုကိုမွေးဖွားလိုက်တာမျိုးသာဖြစ်သွားတယ်ကြီးပွားတိုးတက်မှုဖြစ်ရမယ်အစားဆုပ်ယုပ်ပြပြမှုတွေနဲ့ရင်ဆိုင်ကြရတယ်နော်မြန်မာနိုင်ငံအနေနဲ့ပြန်ကြည့်မယ်ဆိုရင်ပရမမြန်မာနိုင်ငံတော်ကြီးကိုစတင်တည်ထောင်ခဲ့တဲ့အနောထဘုရင်ကြီးဟာအမျှော်မြင်ကြီးမားတယ်လို့ဆိုရတယ်။ဘာကြောင့်အမျှော်မြင်ကြီးမားတယ်လို့ဆိုရတယ်လဲဆိုရင်သူ့နိုင်ငံတော်ကြီးအကောင်းဆုံးအဆုံးအမဖြစ်တဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုရရှိဖို့အတွက်သူကြိုးစားခဲ့ရှင်အရဟံလို့ခေါ်တဲ့ဓမ္မတတိမထေမြတ်ရဲ့ဆုံးမဩဝါဒဘုရင်ကြီးကိုယ်တိုင်ကလည်းအမှားမှန်ခွဲခြားဝေဖန်တတ်တဲ့အသိဉာဏ်နဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့အကျိုးကိုမျှော်ကိုးပြီးတော့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုတီဟိုနိုင်ငံကလည်းရယူတယ်နောက်ပြီးတော့သောနာဘူမိလို့ခေါ်တယ်တထုံပြည်ကလည်းပဲတိုက်ဆိုင်ညှိနှိုင်းမှုရယူခဲ့တယ်ပေါ့ရသော်ဘုရားရဲ့အဆုံးအမတွေကိုရယူခြင်းအဖြစ်ဒီအဆုံးအမတွေအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်သူ့နိုင်ငံတော်ကြီးဟာတိုးတက်ကြီးပွားလာမယ်ဆိုတာသူအမျှော်အမြင်ရှိတယ်အမြင်ရှိတယ်လို့ပြောမျှော်ကြည့်လိုက်တဲ့အမြင်နော်အမျှော်အမြင်ဆိုတာမျှော်ခေါ်တယ်မြင်တယ်ဆိုတာအနာဂတ်ကိုကြည့်တာအနာဂတ်ကိုကြည့်တတ်ရနောရဘုရင်ကြီးရဲ့အနာဂတ်ကြည့်မှုတွေကိုစဉ်းစားကြည့်မယ်ဆိုရင်တိုင်းပြည်မှာပြည်ဝမ်းလို့ခေါ်တဲ့ဆံရည်စပါးတွေပေါ်များအထုတ်ဖို့ဆံရည်စပါးစိုက်ပျိုးတဲ့ပုဂ္ဂိုလ်တွေအစစရာဒီလှုပ်ရှားကင်စားဖြောင်ပြူးလာပြီးတော့အစင်တပြေဖြစ်အောင်ရှိခါဖူလုံမှုအတွက်ကြောက်ဆယ်ခရိုင်ကိုသုံးချပြီးတော့ဆိုင်ရည်စပါးတွေဒီဆယ်မြောင်းတွေကိုပြုလုပ်ခဲ့တာဒါအမျှော်အမြင်နဲ့လုပ်ထားမှာဖြစ်တယ်ပကံနိုင်ငံတော်ကြီးရဲ့အရိမတ္တနပုရလို့ခေါ်တယ်ပကံနိုင်ငံတော်ကြီးရဲ့ထိုခေတ်ကမြန်မာနိုင်ငံလို့ခေါ်တာမဟုတ်ဘူးအရိမတ္တနပကံနိုင်ငံတော်ကြီးသို့မဟုတ်အရိမတ္တနနိုင်ငံတော်ကြီးအဲ့ဒီနိုင်ငံတော်ကြီးလုံခြုံရေးအတွက်အေရဝတီမြစ်တစ်လျှောက်လုံးမှာဟိုးအထက်ကကောင်းစင်တို့ထိလုံခြုံရေးအတွက်ကင်းတက်မြို့တွေကိုတည်ခဲ့တာအဲ့ဒီတည်းပဲစင်ကူးမြို့တို့ဘာလို့ဆိုတာမရယာမြို့တို့ဆိုတာကင်းမြို့တွေလို့ခေါ်တယ်ဒါအမျှော်မြင်နဲ့လုပ်ခဲ့တာမျှော်မြင်နဲ့လုပ်ခဲ့တာအလုံးလိုက်နိုင်ငံလုံခြုံရေးအတွက်စစရာစီမံဆောင်ရွက်ခဲ့တာမြို့ပေါင်း32မြို့လို့
မှတ်သားမိတယ်ရာဇဝင်ဖတ်ကြည့်ရင်တော့တေချာတိကျသိတယ်အဲ့ဒါလို့အမျော်မြင်နဲ့လုပ်ခဲ့တာဆိုတာမြတ်သမိုင်းကိုပြန်ပြီးဖတ်ရှုကြည့်လို့ရှိရင်တွေ့ရှိကြမှာဖြစ်တယ်ဟုတ်တမန်ဆွဲလုံးလဝိရိယနဲ့တမန်အသိဉာဏ်နဲ့လုပ်တာမဟုတ်ဘူးဒါကြောင့်မို့အမျော်မြင်ဆိုတာရှိရအမျော်မြင်ရှိလို့အဲ့ဒီရဲ့အကျိုးကျေးဇူးတွေကိုဘုန်းကြီးတို့တွေခဏခံစားနေရတာဖြစ်တယ်ဟုတ်ဒီနိုင်ငံတွေမှာကြည့်လိုက်တခြားဟာတွေမကြည့်နဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေပြည့်ဝဝနဲ့ပြည့်စုံလုံလောက်ပြီးခေါ်ပြောဆုံးမနိုင်တဲ့ပညာတတ်ယဟန်တွေတန်ဃာတွေရှိနေတဲ့နိုင်ငံဟာမြန်မာနိုင်ငံပဲဖြစ်တယ်ပေါ့။ဘာကြောင့်လဲလို့ဆိုရင်ပြောမယ်ဆိုရင်အနောဒမင်းကြီးတို့ရှင်ဓမ္မတတ်တိရှင်အရဟံတို့မျှော်မြင်နဲ့လုပ်ခဲ့တာဒီလိုပြောအောင်အဲ့ဒါလို့မျှော်မြင်မရှိခဲ့ဘူးဆိုလို့ရှိရင်ဒီလိုအခြေအနေမျိုးရောက်မှာမဟုတ်ဘူးမျှော်မြင်နဲ့လုပ်ခဲ့တယ်လို့ဒါမို့မျှော်မြင်ရှိမှကြီးပွားတိုးတက်တယ်လူတိုင်းဟာလည်းပဲမျှော်မြင်ရှိရနောက်ဆုံးမှာကိုမိသားစုကြီးပွားတိုးတက်ရေးရစ one person one nation လူတယောက်ဟာလူမျိုးတူပဲနိုင်ငံတစ်ခုပဲဒါကြောင့်မို့လူတိုင်းကြီးပွားတိုးတက်အောင်ကြိုးစားဖို့လိုတယ်လူတိုင်းကြီးပွားတိုးတက်လာအောင်ဘာလို့အမျှော်မြင်ရှိရအသိဉာဏ်ရှိရမယ်သိဉာဏ်ရှိအောင်တက္ကသိုလ်တွေတည်ထောင်တယ်ကောလိပ်တွေတည်ထောင်တယ်ကျောင်းကန်တွေလုပ်တယ်ဆိုတာအသိဉာဏ်အတွက်လုပ်ထားတာတွေသာဖြစ်တယ်ဒါကြောင့်အမှတ်တမဲ့မနေပဲနဲ့လေးလာစီးပူအထောက်ရစီဖွင့်နားဆွင့်ဆိုတာလို့အသိဉာဏ်ရဲ့အထောက်အကူဖြစ်မဲ့အရာတွေကိုကြီးပွားတိုးတက်အောင်ကြိုးစားအထောက်ကြအမျှော်မြင်ရှိရမျှော်မြင်ရှိမှကြီးပွားတိုးတက်နိုင်တယ်အမျှော်မရှိတဲ့ပုဂ္ဂိုလ်ဟာကြီးပွားတိုးတက်နိုင်ခြင်းမရှိဘူးအရှိမြင်တယ်ဆိုတာအမျှော်မြင်ရဲ့သဘောတရားကိုပြောတာစာပေကျမ်းကမှဆိုထားတာဒီကတ္တိစိရံကာလံပဋိဋ္ဌာပေတိသာသနာမြတ်စွာဘုရားကိုဒီကတ္တိဆိုတဲ့ခုံကြီးနဲ့ဖွင့်ဆိုပြီးတော့ထားတာဒီကဆိုတာအရှိဓာတ်တိဆိုတာမြင်တာအရှိမြင်တယ်လို့ခေါ်တယ်အရှိမြင်တာဟာအမျှော်မြင်ပဲအဝေးကိုလှမ်းပြီးတော့မြင်တယ်နောက်ဖြစ်လာမဲ့အခြေအနေတွေကိုမျှော်မြင်တယ်အဲ့ဒီလိုအမျှော်မြင်ဆိုတာဟာအမတန်ကိုအရေးကြီးတာမျက်တောင်မွေးလေးတစ်စုံမကြည့်နဲ့လို့ရှေးလူကြီးတွေကဆုံးမလေးရှိတယ်ကိုမျက်တောင်မွေးတစ်စုံနဲ့မကြည့်နဲ့အရှိကြည့်ရမယ်လို့ဆိုတယ်ဆုံးမစကားဟာဒီအမျှော်မြင်ကိုပြောတာပဲဖြစ်တယ်တိုင်းပြည်တစ်ပြည်ကြီးပွားတိုးတက်ဖို့လေအမျှော်မြင်ရှိရမိသားစုတစုအိမ်တော်စုတစုကြီးပွားတိုးတက်ဖို့လေအမျှော်မြင်ရှိရလူတစ်ယောက်ကြီးပွားဖို့ဆိုတာလေအမျှော်မြင်ရှိရအမျှော်မရှိဘဲနဲ့အမျှော်မြင်မရှိဘဲနဲ့အလုံးလုံးနေခြင်းဟာ blind faith မြက်ကန်းလောက်ကင်မှုနဲ့တူတယ်ပေါ့အလားတရတူတယ်ပေါ့ဒါကြောင့်မို့အမျှော်မြင်ဆိုတာဓမ္မအရေးကြီးတယ်ပေါ့မျှော်မြင်ရအောင်လူကြီးသူမတွေကဆုံးမဩဝါဒပေးကြတယ်နော်အမျှော်မြင်ဆိုတာဟာဒီကိုယ်အထာနဲ့ကိုယ်အတိုင်းနဲ့ကိုယ်အထွာနဲ့ကိုယ်အတိုင်းတာနဲ့ကိုရှိကြရမှာဖြစ်တယ်ဟောစီးပွားရေးနဲ့ပတ်သက်တဲ့အမျှော်မြင်ပညာရေးနဲ့ပတ်သက်တဲ့အမျှော်မြင်လူမှုရေးနဲ့ပတ်သက်တဲ့အမျှော်မြင်စသရရအမျှော်မြင်ဆိုတာရှိကိုရှိရမျှော်မြင်မရှိတဲ့ပုဂ္ဂိုလ်အမျှော်မြင်မရှိတဲ့လူမျိုးအမျှော်မြင်မရှိတဲ့နိုင်ငံဟာကြီးပွားတိုးတက်မှုမရနိုင်ဘူးဒါကြောင့်မို့ဘာပဲဖြစ်ဖြစ်အရှိမြင်တတ်ရမယ်ပေါ့ကနေရကနေစားဆိုတာမျိုးမဟုတ်ဘဲနဲ့ကနေရတဲ့အရာနောက်နှစ်ပေါင်းဘလောက်ကြာအောင်မျိုးဆက်တစ်တွေအတွက်ဘလို့ထားခဲ့မယ်ဆိုတဲ့အမျှော်မြင်ကစားရှေးလူကြီးတွေကအမျှော်မြင်မတမ်းမှကြီးမားကြလို့ရှေးလူကြီးသူမတွေဟာအုံးပင်တို့ထပင်တို့စိုက်လေရှိကြတယ်။ဘာကြောင့်စိုက်တာ။အုံးပင်သီးသီးထပင်သီးသီးထီအောင်သူတို့အသက်ရှိခြင်းမရှိတယ်။သို့တော့အများအတွက်ဆိုပြီးတော့လုပ်ခဲ့ကြတယ်။အများအတွက်လုပ်ခဲ့။ဒါတွေကအမျှော်မြင်နဲ့လုပ်တယ်လို့ခေါ်တယ်ပေါ့။အေးဘယ်ရာပဲဖြစ်ဖြစ်ဒါနမူနာပြောပြအမျှော်မြင်ကြီးကြီးမားမားနဲ့လှုပ်ထားလို့ရှိရင်ထ
ထာဝရချမ်းသာမှုတွေကိုရရှိနိုင်တယ်ကြီးပွားနိုင်တယ်တိုးတက်နိုင်တယ်ဒီနေရာမှာမြတ်စွာဘုရားရဲ့အမျှော်အမြင်ရှိပုံလေးကိုဒီမှတ်သားကြအောင်မြတ်စွာဘုရားဟာခေတ်ဆိုးထဲမှာထွန်းပေါက်လာတဲ့သူတော်စင်တူပဲဖြစ်တယ်ခေတ်ဆိုးဆိုတာမြတ်စွာဘုရားပွင့်တဲ့ခေတ်ဟာကလိယုဂခေတ်လို့ခေါ်တယ်အဲ့ဒီကလိယုဂခေတ်ဆိုတာလူ၄ယောက်မှာ၃ယောက်ကလူဆိုးတစ်ယောက်ပဲလူကောင်းရှိတယ်တစ်ယောက်ပဲလူကောင်းရှိတယ်၃ယောက်ကမကောင်းတဲ့လူတွေအဲ့ဒီ၄ယောက်ထဲမှာတစ်ယောက်ကောင်းရှိတဲ့အချိန်လေးမှာဂေါရမမြတ်စွာဘုရားပွင့်လာခဲ့တယ်အဲ့ဒီလိုပွင့်လာတဲ့အခါမှာလူတော်လူကောင်းအလွန်နည်းပါတဲ့ခေတ်ကာလမှာဘုရားဖြစ်ရတယ်ဆိုတာစဉ်းစားတာကြည့်ပေါ့အလွယ်တကူနဲ့စီယုံဟောပြောလို့ရနိုင်တာမဟုတ်ဘူးနော်လူ၄ယောက်မှာတစ်ယောက်ပဲသူစကားနားထောင်မယ်ကျန်တဲ့၃ယောက်ကဆန့်ကျင်မဲ့လုပ်မယ်အဲ့ဒီအတွင်းထဲမှာပဲလူတော်လူကောင်းတစ်ယောက်ကိုထိမ့်သိမ်းဆောက်ရှောက်ဖို့မြတ်စွာဘုရားပွင့်ပေါ်လာခဲ့တာဖြစ်တယ်နော်အဲ့လိုပွင့်ပေါ်လာပြီးတဲ့အခါမှာသူ့ရဲ့အဆုံးအမတွေမြတ်စွာဘုရားကိုရောမြတ်ဟာတက်တော်80ပဲနေရတာဖြစ်တယ်တက်တော်80တဲ့နေရတယ်ဖျားဖြစ်ဖို့ကျင့်ရတာက၄သိန်းချီနဲ့ကဘာတသိန်းမတန်ဘူးလို့ပြောရမှာဖျားဘဝနဲ့နေရတာက45ဝါပဲရှိတယ်လူအသက်နဲ့ပြောရင်80ဖျားသက်နဲ့ဆိုရင်45ကာလမှာနေမနာညမအားတရားဓမ္မတွေကိုဖြန့်ဖြူးဟောကြားခဲ့တာဂေါရမမြတ်စွာဘုရားဟာဖျားအဆူဆူထဲမှာတော့အလုံးလုံးဆုံးဖျားလို့ပြောခေတ်ကာလအခြေအနေအရကျိုးပန်းအထုံးမှုအလုံးအစုံအဲ့ဒီလိုလှုပ်ခြင်းဟာလည်းပဲအမျှော်အမြင်နဲ့လှုပ်တာဖြစ်တယ်မြတ်စွာဘုရားလှုပ်သမျှတွေဟာအမျှော်အမြင်နဲ့တချို့ကိစ္စတွေကဒီနောက်အနာဂတ်အတွက်အခြေအနေကောင်းမှုအတွက်ဖန်တီးပြီးစီမံခဲ့တာဖြစ်တယ်ဆိုပါတော့မြတ်စွာဘုရားမှာထိတ်တန်းတစ်ပြည့်ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလရှိတယ်ထိုရှင်မြတ်နှစ်ပါးဟာမြတ်စွာဘုရားပြိဋိဘံမဆံခင်9လလောက်စောပြီးတော့ပြိဋိဘံဆံသွားကြတယ်တက်တော့85နှစ်လောက်မှပြိဋိဘံဆံတတိယတပြည့်ကြီးလို့ပြောရမယ်ရှင်မဟာကတ္တဗတက်တော့120တိအောင်နေရအဲ့ဒီမှာဖျားမရှိတော့တဲ့နောက်မှာသာသနာကိုထိမ့်သိမ်းဆောက်ရှောက်မဲ့ပုဂ္ဂိုလ်ဟာရှင်သာရိပုတ္တရာလည်းမဟုတ်ဘူးရှင်မောက္ကလလည်းမဟုတ်ဘူးရှင်မဟာကတ္တဗသာဖြစ်တယ်ဒါကြောင့်မို့ရှင်မဟာကတ္တဗကိုမြတ်စွာဘုရားအမျှော်အမြင်နဲ့အထူးဝိသေသချီးမြှောက်ခဲ့တာမှတ်သားစရာကောင်းတယ်ပေါ့သာသနာတော်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်မဲ့ပုဂ္ဂိုလ်ကိုအထူးအခွင့်အရေးအနေနဲ့မြတ်စွာဘုရားပေးခဲ့ဘယ်လိုအထူးအခွင့်အရေးလဲလို့ဆိုရင်ရှင်မဟာကတ္တဗဟာလူဘဝကတထေးကြီးအမတန်မှချမ်းသာကြွယ်ဝတဲ့တထေးကြီးဆိုတော့သင်္ကန်းဝတ်လာတဲ့အခါမှာကောင်းပြီဆိုတဲ့အဝတ်အစားတွေသင်္ကန်းချုပ်လုပ်ပြီးတော့ရှေ့ခေတ်ကတော့ ready made ချုပ်ထားတာမရှိဘူးကိုယ့်ဘာကိုချုပ်လုပ်ပြီးတော့ထိုခေတ်သူတော်စင်တွေဝတ်တဲ့အဝတ်မျိုးကိုဝတ်လာခဲ့အပိုးတစ်ထဲပခုံးတင်လာခဲ့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာသူ့ပခုံးပေါ်တင်းလာတဲ့အမတန်မှတန်မိုးကြီးမားတဲ့အထည်ကြီးကို၄ခေါက်ခောက်ပြီးဘုရားထိုင်မှုညောင်မင်းအောင်မှာခင်းပေးတယ်မြတ်စွာဘုရားကအဲ့ဒီပုံမှာထိုင်တယ်ထိုင်တဲ့အခါမှာမြတ်စွာဘုရားကသူ့ကိုချီးမြှောက်ဖို့ဘာပြောလဲလို့ဆိုရင်အဲ့ဒီအဝတ်လေးကိုလက်တော်နဲ့ကင်ကြည့်ပြီးတော့ကတ္တဗမင်းအဝတ်ကတက်ကောင်းပါလားနူးညံ့လှကြည့်လားမတန်ကောင်းလိုက်တာလို့ပြောတာမြတ်စွာဘုရားကချီးမြှောက်မလို့ပြောတာဖြစ်တယ်အဲ့ဒီအချိန်မှာကောင်းတယ်လို့ချီးမွမ်းလို့ရှိရင်လူတွေဟာပေးစမြဲပဲပေါ့ပတန်တိတော်ဒီအိစီတော်ဆိုချီးမွမ်းပြီဆိုရင်လိုချင်တယ်ဆိုတဲ့အဓိပ္ပာယ်ဆောင်းတယ်ပေါ့
အဲ့ဒီလိုသူ့ရဲ့အဝတ်ဟာနုညံ့လာကြီးလားလို့ပြောတော့ရှင်မဟာကတ္တဗအလောင်းကချက်ချင်းလျှောက်တယ်မြတ်စွာဘုရားကိုလှူပါတယ်ဗျာအရှင်ဘုရားလှူတော့မြတ်စွာဘုရားကသူ့မှာအဝတ်တစ်ထည်လိုနေတယ်လိုသည့်အတွက်ကြောင့်ရှင်မဟာကတ္တဗအတွက်မြတ်စွာဘုရားရဲ့ပခုံးပေါ်တင်ထားတဲ့အဝတ်ကပိုက်ဆံလျော်အဝတ်ကင်ကြည့်ကြံ့ကြံ့ထန်းထန်းဘယ်ကရတော့ဆိုတော့ကာလီဆိုတဲ့ကျွမ်းမကြီးတေတုံးကတကိုယ်လုံးပတ်ပြီးတော့ပြစ်ထားတဲ့အဝတ်အိန္ဒိယရဲ့ထုံးတမ်းစင်လားဘုန်းကြီးတို့အိန္ဒိယနေတုန်းကတွေ့ခဲ့ရတယ်လူသေးပြီဆိုရင်ရုပ်အလောင်းကိုပိတ်တဲ့တအုပ်လုံးကုန်အောင်ခြေစုံကောင်းဆုံးပတ်တာမမြင်ရတော့ဘူးအထုပ်ကြီးတစ်ခုထုတ်လိုက်တဲ့သဘောပဲအရှိကြီးထုတ်တခါတည်းဆင်းရဲတဲ့လူတွေဆိုရင်စိုက်ကားပေါ်တင်လွှတ်လိုက်တာအဲ့ဒီအရှိကြီးကအခေါင်းလည်းမပါဘာလည်းမပါဗာရဏသီမြို့ထဲမှာဘုန်းကြီးတို့လမ်းသွားရင်တခါအဲ့ဒီစိုက်ကားပေါ်တင်လွှတ်လိုက်တဲ့ကန့်လန့်ကြီးတင်ပြီးတော့လာတာကြီးကဘာကြီးမှမသိဘူးကိုယ်တိုက်မိမှဆိုလို့မနေတည့်ရနောက်ကြတော့သိဩဒါလူသေးအလောင်းကြီးလူသေးအလောင်းကြီးကိုပို့မယ်လို့မရှိဘူးစိုက်ကားပေါ်မှာတင်လိုက်တာအိန္ဒိယစိုက်ကားကိုမြင်မှုကြလိမ့်မယ်စိုက်ကားကနော်အလဲကောင်ကနင်းတာမြန်မာပြည်ကလို့ဘေးတွဲမဟုတ်ဘူးအဲ့တော့နောက်ကအလောင်းကြီးကိုကန့်လန့်တင်ပြီးစိုက်ကားသမားကနင်းချသွားတာအဲ့ဒါတော့သူနဲ့မတိုက်မိအောင်တင်းရတယ်အဲ့ဒီလိုလူတစ်ခုလုံးကိုရုပ်အလောင်းကြီးတစ်ခုလုံးကိုရစ်ပတ်ပြီးတော့ပြစ်တဲ့အဝတ်အဲ့ဒီအဝတ်ပြစ်ထားတဲ့ပိုးလောက်တွေနဲ့ပုတ်စော်နန်းနေတဲ့အဲ့ဒီအဝတ်ကိုမြတ်စွာဘုရားကိုယ်တိုင်ခွာပြီးတော့ရေဆေးဖို့လျှော်ပြီးတဲ့အခါမှာမျက်မျက်နှုံနှုံပန်းတကူသင်္ကန်းအဖြစ်သုံးပြုတာအဲ့ဒါပခုံးပေါ်ပါလာတယ်အဲ့ဒီပန်းတကူသင်္ကန်းကြီးကိုငါဝတ်ထားတဲ့ပန်းတကူသင်္ကန်းကြီးကိုကတ္တဗသင်သုံးနိုင်ပါမလားဆိုတော့အရှင်ဘုရားတပည့်တော်မျက်မျက်နှုံနှုံအသုံးပြုပါမယ်ဆိုလိုတာကကတ္တဗအလောင်းရှင်မကတ္တဗအလောင်းသင်္ကန်းဝတ်လာတဲ့ပုဂ္ဂိုလ်ရဲ့အဝိတ္တတမိုးကြီးတဲ့ကောင်းတဲ့အဝတ်ကိုမြတ်စွာဘုရားကယူပြီးတော့သူ့ပခုံးပေါ်ကအဝတ်ကိုရှင်မကတ္တဗကိုပေးလိုက်တယ်ဆိုလိုတာကသင်္ကန်းချင်းလဲဝတ်တယ်ပေါ့အဲ့ဒီသင်္ကန်းချင်းလဲဝတ်တာဟာအထူးချီးမြှောက်ခြင်းပဲဖြစ်တယ်ဖျားဝတ်တဲ့သင်္ကန်းကိုဘယ်သူဝရဲမလဲအထူးချီးမြှောက်ခြင်းလို့ခေါ်တယ်အဲ့ဒီမှာမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့အခါရှင်မကတ္တဗကတွေးတယ်ဘသူမှရှင်သာရိပုတ္တရာတို့တောင်ရှင်မောက္ကလန်တို့တောင်ဒီလိုမြတ်စွာဘုရားချီးမြှောက်တာမဟုတ်ဘူးတဲ့သူ့ကိုဒီလိုချီးမြှောက်ခဲ့တာဟာသာသနာအတွက်မျှော်မြင်ပြီးတော့ချီးမြှောက်တာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားရဲ့မရှိတော့တဲ့နောက်ဘုရားရဲ့သာသနာတည်ရှိဖို့သူ့ခေါင်းပေါ်မှာသူ့ပခုံးပေါ်မှာရောက်လာတယ်လို့သူခံယူချက်ထားဒါကတခါတခါတန်ခါပရိသတ်ထဲမှာဆိုရင်မြတ်စွာဘုရားကိုယ်နဲ့ထပ်တူပြုပြီးငါမှရှိတဲ့အယိချင်းတွေကတ္တဝမှာလည်းရှိတယ်ကတ္တဝမှာရှိတဲ့အယိချင်းတွေငါမှရှိတယ်လို့လူကြားထဲမှာထုတ်ဖော်ပြီးတော့ပြောခဲ့ဘူးတယ်အဲ့ဒီပြောတာဟာကိုရောမြတ်နဲ့ထပ်တူထပ်မြတ်နော်တင်ပြီးတော့ပြောတာငါအယိချင်းတွေကတ္တဝမှာရှိတယ်သူ့အယိချင်းတွေငါမှရှိတယ်လို့ပြန်လာဒီလိုပြောတာဟာပြောခဲ့တယ်ရှေးခေတ်ကဆရာတွေဟာတပည့်တွေကိုချီးမြှောက်ရင်အဲ့ဒီလိုပြောလို့ရှိကြတယ်အေးငါတတ်သမျှသူတတ်တယ်သူတတ်သမျှငါတတ်တယ်ငါနဲ့သူနဲ့တူတူပဲလို့ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာအဲ့ဒီလိုမြတ်စွာဘုရားဟာရှင်မကတ္တဗကိုအထူးဝိသေသချီးမြှောက်ခဲ့တာဟာအမျှော်အမြင်နဲ့လုပ်ခဲ့တာတဲ့အရှိမြင်တဲ့အနေနဲ့ဘာအတွက်လုပ်တာတော့ဆိုရင်ဘုရားပြိဋိဘံဆံသွားတဲ့နောက်မှာရှင်မကတ္တဗဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုထိမ့်သိမ်းဆောက်ရှောက်တဲ့ကြီးမားတဲ့အလုပ်ကြီးကိုဥဆောင်ပြီးလုပ်ခဲ့တယ်အဲ့ဒီဥဆောင်လုပ်ခဲ့လို့ပထမသံဃာနာတင်တယ်လို့ခေါ်တယ်မြတ်စွာဘုရားဟောသမျှတရားတွေအကုန်လုံးစုစည်းပြီးတော့ဘုရားပြိဋိဘံဆံပြီး3လလောက်အကြာမှာစုစည်းပြီးအလုံးစုစည်းပြီးအတီးပြုသတ်မှတ်တဲ့ပွဲကိုပထမသံဃာနာလို့ခေါ်တယ်အဲ့ဒီပထမသံဃာနာပွဲမှာပထမသံဃာနာပွဲကအတီးပြုထားတဲ့ကျမ်းစာတွေကိုဘုန်းကြီးတို့တွေခဏသင်နေခွင့်ရတယ်အခုလိုကျမ်းနာခွင့်ရတယ်တရားပွဲတွေမှာတရားနာခွင့်ရတယ်သင်ယူကြခွင့်ရတယ်တ
တရားရိပ်တာတွေမှာတရားထုတ်ခွင့်ရတယ်ဆိုတာဒီလိုသေးသေးချာချာထိမ့်သိမ်းဆောက်ရှောက်ခဲ့လို့သာဖြစ်ဒါအမျှော်မြင်ရှိခြင်းပဲလို့သူပြောတယ်အဲ့ဒါလို့အမျှော်မြင်ကြီးမားစွာမြတ်စွာဘုရားဟာဆောင်ရွက်ခဲ့တာဖြစ်တယ်ပြိဋိဘံစံတော်မူတဲ့အခါမှာမြတ်စွာဘုရားရဲ့ဓမ္မကိုအလေးထားနိုင်အောင်ရှန္ဒနာကိုမှာခဲ့တယ်ယောအနန္တမယဓမ္မောသဒေတိတောဓမ္မောသဒေတိတောဝိနည်းယောသပညတ်တောသောမမစ္စေနတတ္ထာငါဟောခဲ့တဲ့ဓမ္မငါပညတ်ခဲ့တဲ့ဝိနည်းငါမရှိတဲ့နောက်မှာမင်းတို့ရဲ့ဆရာပဲလို့ဒီလိုဆုံးမခဲ့တဲ့စကားဟာဓမ္မဝိနည်းဟာဘလောက်အရေးကြီးတယ်ဆိုတာကိုခံယူချက်တစ်ခုအနေနဲ့ဆုံးမပေးခဲ့တာဖြစ်ခဲ့တယ်ဒီအမျှော်မြင်ဟာအလွန်ကြီးမားတယ်ဒီလိုဆိုလို့အဲ့တော့ပုဂ္ဂိုလ်ဆိုတာကတော့တတန်းကုံလို့ရှိရင်ဆုံးသွားစမြဲပဲသို့တော့သူ့ရဲ့အဆုံးအမဆိုတာတော့ကြာရှည်စွာတည်နိုင်တယ်ဒါကြောင့်မို့ပုဂ္ဂိုလ်ကို successor ခေါ်တဲ့ယာရုဆက်ကမဲ့ပုဂ္ဂိုလ်မရွေးပဲနဲ့ဟောပြောခဲ့တဲ့တရားကိုသာလေမြတ်စွာဘုရားရဲ့အရာဆက်ခံမှုရွေးချယ်ခဲ့တာဟာကြီးမားတဲ့အမျှော်မြင်လို့ဆိုလို့ပုဂ္ဂိုလ်တယောက်ကိုယာရုဆက်ခံခိုင်းရင်အဲ့ဒီပုဂ္ဂိုလ်ကသူကြိုက်တာတွေလုပ်ရှေးဟာတွေအကုန်ဖြက်သူကြိုက်တာတွေလုပ်ပြန်နောက်တစ်ခါပုဂ္ဂိုလ်တယောက်ရွေးလိုက်ရင်နောက်ပုဂ္ဂိုလ်ကလည်းပဲရှေးဟာတွေဖြက်နောက်ဟာတွေသူကြိုက်တာလုပ်ပြန်အဲ့ဒါလိုနဲ့ပဲပျက်စီးကုန်မြတ်စွာဘုရားကအဲ့ဒါလိုမဖြစ်အောင်ဟောပြောခဲ့တဲ့တရားတွေကိုပဲဘုရားရဲ့ကိုယ်စားအနေနဲ့ထားခဲ့တာဖြစ်ဒါကို successor လို့ခေါ်တယ်ယာရုဆက်ခံယာရုဆက်ခံဟာပုဂ္ဂိုလ်မဟုတ်ဘူးတရားဓမ္မသာဖြစ်တယ်ဒါမို့ဓမ္မဝိနည်းအရှိမျှော်မြင်ပြီးတော့ဒီတရားဓမ္မတွေကိုပြောင်းလဲမဲ့ပုဂ္ဂိုလ်မျိုးကိုဘယ်တော့မှခံမထားခဲ့ဘူးတရားဓမ္မတွေသိတာလေဒါကြောင့်မို့တရားသိတာလည်းဖရာနော်ယောဓမ္မပတ္တိသောမံပတ္တိဓမ္မကိုတွေးမှငါ့ကိုတွေးမယ်လို့ဒီလိုဟောခဲ့တာမတ္တမအဓိပ္ပာယ်ရှိတယ်ပေါ့ဒီကနေ့တရားနာနေရရင်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသိရှိရခြင်းပဲဖြစ်တယ်ဒါကြောင့်မို့ဓမ္မဟာအရေးကြီးတယ်ဆိုတာပြောအဲ့ဒါလို့အမျှော်မြင်နဲ့မြတ်စွာဘုရားဆောင်ရွက်ခဲ့တဲ့လုပ်ရတဲ့ဟာအများကြီးပဲဝေရင်ဇာပြည်မှာမြတ်စွာဘုရား3 လတိတိဝေရင်ဇာပြည်ကမိုးခေါင်ရေရှားဖြစ်နေတဲ့အခါဆွမ်းလောင်းမဲ့သူမရှိဘူးဟိုဥတ္တရပဋ္ဌလို့ခေါ်တယ်မြောက်ပိုင်းကမြင်းကုံတွေကရောက်လာကြရောက်လာပြီးတော့မြင်းစာအတွက်မိုးခိုဖို့မြင်းစာအတွက်ဂျုံတွေကိုပေါင်းပြီးတော့ယူလာတာနော်ပေါင်းပြီးတော့ယူလာတဲ့ဂျုံတွေကိုမြင်းစာအဖြစ်ကျွေးတာအဲ့ဒီထဲကနေပြီးယဟန်တန်ဃာတွေကိုကြွလာတဲ့ကိုတော်တိုင်းတဏ္ဍစာလေးတွေကိုလှူချတယ်သူတို့ကအိန္ဒိယမြောက်ပိုင်းကလူတွေကသရတရားကောင်းတယ်တဲ့ဘယ်သူပဲလာပေးခြင်းကမ်းခြင်းလှူခြင်းတန်းခြင်းနဲ့စိတ်ရှိတယ်ဒါကြောင့်မြင်းစာကြုံတွေကိုလှူတယ်အဲ့ဒီမှာရှင်မောက္ကလန်ကမြတ်စွာဘုရားကိုကြံပေးတယ်လျှောက်တယ်ခွင့်တောင်းတယ်ရှင်ဘုရားဟာတဲ့အခုဝေရင်ဇာပြည်မှာတပည့်တို့စင်စင်ရဲရဲတန်ဃာတွေစင်စင်ရဲရဲစားစရာတောက်စရာမရှိကြဘူးဆုံးကုန်းမလုံလောက်ဘူးမြင်းစာကြုံနေစားနေရတယ်အဲ့တော့တပည့်တော်မြောက်ကျွန်းကိုဆွမ်းခံသွားလို့ရအောင်တပည့်တော်စီမံပါမယ်ဘယ်လိုစီမံမှာတော့လို့ဆိုကျောင်းကနေထွက်လိုက်တာနဲ့ပဲမြောက်ကျွန်းကိုရောက်အောင်မြေကျောကိုတပည့်တော်ရှုံပေးပါမယ်လို့ပြောတယ်မြတ်စွာဘုရားကမလှုပ်ချင်ပါနဲ့နောင်ကြရင်ပြောเสียဖြစ်လိမ့်မယ်ကြည့်နော်ဒုက္ခကိုဒုက္ခလို့ပဲရင်ဆိုင်လိုက်မယ်တကူရှိတဲ့ပုဂ္ဂိုလ်တွေဟာဒုက္ခကိုမခံနိုင်လို့ချမ်းသာကိုရှာတယ်လို့နောင်ကြပြောเสียဖြစ်တယ်တရားတွေကြုံတွေ့တဲ့ဒုက္ခဆိုတာလောကဓာတ်ဆိုတာမကောင်းတာနဲ့လည်းကြုံမှာပဲကြုံရင်ခံနိုင်ရင်ရှိရကြော်ဖြတ်ရမယ်ဒီတိုင်းရှင်မောက္ကလန်ရဲ့အကြံကိုလက်မခံနောက်တစ်ခါလျှောက်ပြန်တယ်
အရှင်ဘုရားမြောက်ကျွန်းကိုဆွန့်ခတ်မှုသဘောမတူဘူးဆိုရင်ဟောဒီကဘာမြေကြီးအောက်မှာမြေဩဇာတွေရှိပါတယ်အမတမအရသာရှိတယ်ထောပတ်စီဥလို့အမတမချုံမြိန်တဲ့အရသာပြားရည်လို့ချိုတဲ့အချိုဓာတ်တွေဟာမြေကြီးအောက်မှာရှိပါအဲ့ဒါတွေကိုပြောင်းပြန်ပြန်ပြီးတော့တပည့်တော်တန်ဃာတွေကိုကြွေးချင်ပါတယ်မြတ်စွာဘုရားကမလုပ်ပါနဲ့ဒါတွေမလုပ်ပါနဲ့နောက်ကြလို့ရှိရင်ပြောစမှတ်တွေဖြစ်ကုန်လိမ့်မယ်ဂျုံမဲ3 လတိတိဂျုံစားပြီးတော့ပဲယဟန်တရားအထုတ်ကြခဲ့တယ်အဲ့ဒီတော့ကအထုတ်ခဲ့ကြတယ်အဲ့ဒါဟာအမျှော်အမြင်လို့ခေါ်တယ်နောက်တစ်ခေတ်မှာလုံလဝီရိယမရှိတာမျိုးတွေဖြစ်ပြီးနောက်တစ်ခေတ်သာသနာမှာအဲ့လိုအစွမ်းထက်တဲ့ပုဂ္ဂိုလ်မျိုးတွေမရှိဘူးဆိုရင်လူတွေတရားဓမ္မတွေဘယ်လိုဖြစ်မလဲယဟန်တန်ဃာတွေပေါ်မှာအထင်သေးမြင်သေးတွေဖြစ်လာနိုင်တယ်ဒါကြောင့်နောက်တစ်ခေတ်အတွက်ရည်ညွှန်းပြီးတော့တို့တွေဆင်းရဲခံလိုက်မယ်ကိုလှုပ်တာလုံနိုင်တိုင်းလျှောက်ပြီးမလှုပ်ပါနဲ့လို့မြတ်စွာဘုရားခွင့်မပြုဘူးဟောအခက်ခဲကိုရင်ဆိုင်ပြီးတော့ပဲဖြတ်ကျော်ခဲ့တာဒါဟာလည်းပဲအမျှော်အမြင်တစ်ခုပဲလို့သူတို့ဆိုတယ်ဒါကြောင့်မို့မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာကိုမြန်မာစာကိုမြန်မာအခရာမြတ်မြတ်နိုးနိုးမြန်မာစကားထိမ့်ထိမ့်သိမ့်သိမ့်နဲ့ကိုယ့်အကူပြောတတ်အောင်တိုးတက်အောင်ကြိုးစားအားထုတ်ကြအောင်ဖြစ်ကြိုးစားအားထုတ်ရမယ်ကိုမြန်မာစာတတ်ဖို့အဓိကအခုမျိုးတွေမှာဆိုရင်တချို့ဘာဖြစ်နေလဲလို့ဆိုရင်အင်္ဂလိပ်စာတတ်မှလူရဝင်တယ်လို့ဒါရှိတော့လည်းထင်ခဲ့တာပါပဲတချို့ဆိုကလေးပေါက်စာလေးကိုအင်္ဂလိပ်ကျောင်းအရင်ပို့တယ်မြန်မာစာမသိမဲနဲ့အင်္ဂလိပ်ကျောင်းအရင်ပို့တယ်အဲ့လိုပို့သည့်အတွက်ကြောင့်ဘာဖြစ်တုံးဆိုရင်မြန်မာမိဘကမြန်မာအမေမြန်မာအဖေကမွေးတဲ့ကလေးလေးဟာဗမာစကားမတတ်ဘူးဗမာစကားမတတ်ဘူးဒါကိုခုံယူစရာလားဆိုဘယ်ခုံယူစရာဟုတ်မြန်မာဟာမြန်မာပဲဖြစ်ရမြန်မာသည်မြန်မာစကားပြောတတ်ရမြန်မာဖြစ်ရတဲ့နဲ့မြန်မာစကားမပြောတတ်ဘူးဆိုရင်ရှက်เสียနော်ကိုဟာဘလို့အင်္ဂလိပ်စကားပြောတတ်တစ်သက်လုံးအင်္ဂလိပ်မဖြစ်ဘူးမြန်မာဟာမြန်မာပဲအဲ့ဒီခံယူချက်ကိုပြည့်ဝဖို့မတမအရေးကြီးတယ်လို့လောကလူတွေဟာဒီအမျှော်မြင်ဆိုတာသိအရေးကြီးတယ်ဘုန်းကြီးတို့အမေရိကန်မှာနေတော့ကအမေရိကန်တက္ကသိုလ်ကြီးတယောက်ညီးတွားတာကိုကြားခဲ့ရတယ်သူ့သားတွေအမေရိကန်ကိုခေါ်လိုက်တယ်ခေါ်လိုက်ပြီးတော့ပညာသင်ပေးတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုအမေရိကန်လိုက်ဝင်သွားတယ်အမေရိကန်အတွေးခေါ်တွေအမေရိကန်အယူဆတွေနိုင်ငံသားရဲ့အယူဆအတွေးခေါ်တွေဝင်သွားတဲ့အခါကျတော့မြန်မာမိဘကမွေးတဲ့မြန်မာသားသမီးဟာမိဘကိုဂါရဝရှိရတယ်ရိုသေရတယ်လေးစားအဲ့ဒီကလေးတွေကဘာဖြစ်တုံးဆိုအဖေကိုလက်ပြနှုတ်ဆက်ပြီးတတာလှုပ်သွားကြတယ်လေမြန်မာပြည်မှာရှိတဲ့မြန်မာသားသမီးကကျောင်းသွားတယ်ဆိုလို့ရှိရင်မိဘကိုရှ िख ိုးပြီးသွားကြတာဒါမြန်မာယဉ်ကျေးမှုခေါ်တယ်အဲ့ဒီတကာကြီးကယူကျုံမရဖြစ်ပြီးဘုန်းကြီးကိုရှောက်တယ်တပည့်တော်ခေါ်မိတာမှားလိုက်တာဗျာဒီကောင်လေးခေါ်လိုက်မိတာမှားသွားပြီအခုတပည့်တော်ဘယ်လို့မှမရတော့ဘူးသွားပြီသူ့မှာဆုံးရှုံးခြင်းမကဆုံးရှုံးသွားတယ်အေးအဲ့ဒါလိုပဲနိုင်ငံခြားရောက်နေတဲ့မိဘတွေဟာကိုယ်သားသမီးတွေကိုအင်္ဂလိပ်စကားလေးတတ်ထားလေးနဲ့ပညာလေးတတ်ထားလေးနဲ့ဂုဏ်ယူဝင်ကြွားတဲ့လူတွေဟာနောက်တစ်ခေတ်ကျရင်ဒုက္ခတွေရောက်ကြဒီလူဟာမြန်မာလားဆိုမြန်မာဗမာစကားတတ်လားဆိုမတတ်ဘူးမြန်မာဖြစ်ပြီးမြန်မာလိုမပြောတတ်ဘူးဆိုတာတော့ရှက်စရာကောင်းတာမရှိတော့ဘူးနော်အဲ့ဒါကိုဘုန်းကြီးတို့ကြုံတိုင်းထည့်ပြီးတော့ပြောပြရတယ်အေးတချို့လဲသဘောပေါက်တယ်တချို့လဲသဘောဒါအမျှော်အမြင်လို့ခေါ်တယ်မြန်မာစကားတက်ပြီးတဲ့နောက်မှာမြန်မာလူမျိုးဟာမြန်မာစကားတက်ပြီးရင်ဘာစကားတက်နိုင်တယ်ဗျသက်စကားတွေတရုတ်လိုတက်ကလားလိုတက်အင်္ဂလိပ်လိုတက်ဘာတက်တရားတစ်ပါးသောဘာသာစကားတွေတက်လေကောင်းလေသင်လို့ရသို့တော့ဗမာစကားမတက်ဘူးဆိုရင်ရှက်เสียဘုန်းကြီးတို့တခါတော့နိုင်ငံသားတယောက်နဲ့ပြောဘူးတယ်ဘုန်းကြီးတစ်ပါးနဲ့ပြောတဲ့အခါဘုန်းကြီးကအင်္ဂလိပ်စာမတတ်လို့ရှင်သူကရှက်เสียလို့ထင်
ဘာရှက်เสียလဲအင်္ဂလိပ်တယောက်ကသူကအင်္ဂလိပ်စကားမတတ်ဘူးဆိုရင်ထင်သေးတယ်ပေါ့အဲ့ဒါကြတော့မေးလိုက်မှာပေါ့မင်းရောဘာသာစကားဗမာစကားတတ်လားလို့မေးလိုက်သူမတတ်ဘူးသူလည်းဗမာစကားမတတ်ဘူးငါလည်းအင်္ဂလိပ်စကားမတတ်ဘူးဘာဖြစ်လဲတူတူပဲနော်သူလည်းမတတ်ဘူးကိုလည်းမတတ်ရှက်เสียလားရှက်เสียမဟုတ်သို့တော့တက်အောင်မတင်ရဘူးလို့ပြောတာမဟုတ်ဘူးကိုဘာသာစကားကိုဗမာစကားမတတ်ဖဲနဲ့အင်္ဂလိပ်စကားတတ်တာရှက်เสียလို့ဒီလိုပြောတာဗမာစကားတတ်ပြီးရင်တော့အင်္ဂလိပ်စကားတွေမကဘူးကဘာပေါ်မှာရှိတဲ့ဘာသာစကားတွေအကုန်တက်လေကောင်းလေပဲမိုးပြန်အောင်တော်ပါစေကောင်းတယ်အဲ့ဒီလိုခံယူချက်ရှိဖို့လိုအပ်တယ်ပေါ့ဗမာဖြစ်ပြီးဗမာယဉ်ကျေးမှုလည်းမရှိတော့ဘူးဗမာအတွေးခေါ်လည်းမရှိဘူးဆုံးရှုံးခြင်းပဲကိုဟာ DNA ဆက်လိုက်ရင်ဗမာဒါပေမဲ့ဗမာစကားလုံးဝမတတ်ဘူးဆိုဘာဖြစ်သွားလဲကိုပေးကြည့်လိုက်ငါဘာလူမျိုးတုံးဆိုရှက်เสียကြီးဖြစ်သွားတယ်နော်အဲ့ဒါကြောင့်မို့လို့ကိုလူမျိုးကိုဘာသာစကားဘယ်သူပဲဖြစ်ကိုလူမျိုးကိုဘာသာစကားကိုအမျက်တနိုးထားပြီးသင်ယူကြရတယ်မှတ်သားကြရတယ်ရေးသားကြရတယ်ဒီလိုရှိရမှာဖြစ်တယ်ပေါ့အဲ့ဒါလိုမဟုတ်ဘဲနဲ့တိုင်းတစ်ပါးကိုထင်ကြည့်ပြီးလုပ်မယ်ဆိုလို့ရှိရင်မြန်မာဆိုတာဘယ်သွားရှာမလဲနော်ကိုလည်းနိုင်ငံသားကိုသဘောကျလို့နိုင်ငံသားလည်းကိုမဖြစ်ဘူးဗမာဟာဗမာပဲပေါ့ဘယ်တော့မှပြောင်းလို့လေရတဲ့ကိစ္စမဟုတ်ဘူးပေါ့အဲ့ဒါပေါ့အမျော်မြင်ဆိုတာသိအရေးကြီးတယ်ပေါ့အနောထာလက်ထက်ကအနောထာဘုရင်ကြီးနဲ့ရှင်ရဟန်းတို့ဟာမြန်မာစကားတွေနဲ့လူရဝင်အောင်မြတ်စွာဘုရားဟောကြားတဲ့ပိဋကတ်သုံးပုံကိုပဲမြန်မာလိုပြန်ဆိုခဲ့ကြတယ်မြန်မာလိုပြန်ဆိုခဲ့ကြတယ်ဒီပကံခေတ်ကလေးကမြန်မာစကားဟာဖွံ့ဖြိုးတိုးတက်လာခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီဖွံ့ဖြိုးတိုးတက်လာတာခဏခေတ်ကိုကထိတဲ့တိုးတက်အောင်ကြိုးစားဖို့သာရှိတယ်ဒီအတိုင်းပဲကိုမြန်မာစကားကိုတန်ဖိုးထားဖို့အမှန်တမ်းအရေးကြီးတယ်နော်ပညာဆိုတာတော့ဘာပညာပဲဖြစ်ဖြစ်တတ်ရမှာပဲပေါ့အေးဒါလည်းအမျှော်အမြင်တစ်ခုလို့ခေါ်တယ်ဒီနာကတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ကိုယ်ပိုင်အခရာမရှိတဲ့နိုင်ငံတွေရှိတယ်ကိုယ်ပိုင်ကဏ္ဍမရှိတော့ဘူးကိုယ်ပိုင်ပြက်ကလေးမရှိတော့အများဆုံးပြက်ကလေးကိုလိုက်သုံးကြဗမာပြည်မှာလည်းပဲတချို့ပြောကြတယ်တကူးကစုံနေဝါဆိုမသိချင်ဘူးဇန်နဝါရီဖေဖော်ဝါရီမှသိချင်တဲ့သူဟာရှိသေးတယ်နှစ်ခုလုံးသိအောင်ကြိုးစားတော့အရေးကြီးဆုံးကတော့တကူးကစုံနေဝါဆိုသိဖို့ပိုအရေးကြီးတယ်ဘာဖြစ်တော့ကိုကပမာလေမြန်မာဆိုတာတော့မြန်မာအကြောင်းကိုသိရတခါတော့ကအမေရိကန်လူမျိုးဘုန်းကြီးတို့စီသင်္ကန်းလာဝတ်တဲ့ဘုန်းကြီးတစ်ပါးရှိတယ်လာဝတ်တဲ့အခါသူကဗမာစကားနဲ့ပတ်သက်ပြီးလာပြောတယ်သူကဗမာစာသင်တယ်သင်တဲ့အခါသူပြောတာက Burmese language is very funny ဗမာစကားရည်စရာကောင်းတယ်ပေါ့ဘာဖြစ်လို့လဲလို့ဆိုတော့ရှိတဲ့အတိုင်းမဖတ်လို့တဲ့ရှိတဲ့အတိုင်းမဖတ်ဘူးဟုတ်တယ်ရန်ကုန်လို့ရေးတယ်ဖတ်တော့ရန်ကုန်ပဲခုလို့ရေးတယ်ပခိုးနော်ပုဂံလို့ရေးတယ်ပကံတမှုကတော့တမှုပါပဲနော်ရေးတဲ့အတိုင်းဖတ်တာနော်ရေးတဲ့အတိုင်းဖတ်တာတွေရှိတယ်လို့ရေးတဲ့အတိုင်းမဖတ်တာတွေရှိတယ်အဲ့ဒါကြောင့်သူက Burmese language very funny ဆိုအေးမင်းအဲ့လိုမပြောနဲ့ all languages are very funny ဘာသာစကားတိုင်းဟာဒီတိုင်းပဲလို့ဗမာစကားတွေမဟုတ်ဘူးလို့ငါပြောပြမယ်လို့မင်းတို့အင်္ဂလိပ်စကားတော့ရောလို့ရေးတဲ့အတိုင်းဖတ်ကြလားလို့အင်္ဂလိပ်စကားမှာ TO ကြတော့တူလို့ဖတ်ပြီးတော့ DO ကြတော့ဒူးလို့ဘာလို့ဖတ်တာလဲလို့ခေါ်ဟာကိုတူဖတ်ရင်ဒါလည်းဒူပဲဖတ်ပေါ့လို့ I know ဆိုတဲ့နေရာမှာရေးတော့ KNOW ရေးတယ်လို့ကနိုးလို့ဖတ်ပါလားဘာလို့မဖတ်ဖ ೇನೆ no လို့ဖတ်လဲဟောမင်းတို့အင်္ဂလိပ်စကားတော့ရောရေးတဲ့အတိုင်းဖတ်ကြလားနော် I know ဆိုရင် I can know လို့ဘာလို့မဖတ် K ပါနာဖတ်လေ I can know လို့ဖတ်ပေါ့
ရေးတဲ့တိုင်ဘာလို့မဖတ်တော့ကေကြီးပါရတဲ့ဘာလို့မဖတ်လဲနောက်တော့သူကလက်လျှော့သွားလက်လျှော့သွားပြီးတော့နောက်ကျသူမေးချင်လို့ရှိရင် maybe silly question မိုင်မဲတဲ့မေးခွန်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဆိုအဲ့ဒီလိုဘာသာစကားဆိုတာဒီတိုင်းပဲဘယ်ဘာသာစကားပဲဖြစ်ဖြစ်ဒါကြောင့်မို့လို့မြန်မာပြည်မှာအဆိုရှိတယ်လေရေးတော့အမှန်ဖတ်တော့အတန်တော့ရေးတာကိုအမှန်ရေးဖို့လိုအပ်တယ်ပေါ့ဘယ်လိုပဲအတန်ထွက်ရေးတဲ့အခါမှန်မဲရေးအဲ့ဒါကိုကိုယ့်ဘာသာစကားရေးထုံးတဲ့အတန်နဲ့မှန်အောင်ရေးဖို့ဒါဟာအမျှော်မြင်လို့ခေါ်တယ်အမျှော်မြင်ရှိမှကြီးပွားနိုင်တယ်တော့လောကမှာအမျှော်မြင်ဆိုတာဒီအများကြီးပဲဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အမျှော်မြင်ရှိရမယ်လို့ဆိုတာကိုပြောမျှော်မြင်ရှိမှကြီးပွားနိုင်အဲ့ဒါလေးကို950ကပုံဥထုလေးတွေနဲ့မှတ်သားရအောင်ပြောပြအမျှော်မြင်ရှိပုံလေးကိုပြောပြမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတော်တွေထဲမှာကြည့်ရှေးကတကယ်ဖြစ်ပျက်ခဲ့တဲ့အရာတစ်ခုဒီဗာရဏသီပြည်ကနေပြီးတော့ရှေးခေတ်ရဲ့ထုံတန်းစင်လာအရာလှဲအုပ်ကြီးတစ်ခုဆိုပါစို့လှဲပေါင်း900 group ဖွဲ့ပြီးတော့ခေါင်းဆောင်တယောက်ခေါ်ပြီးလမ်းမှန်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကခေါင်းဆောင်ပြီးတော့လှဲတွေပေါ်မှာကုန်ပစ္စည်းတွေတင်ပြီးတော့ဝေးလံတဲ့ဒေသသွားပြီးတော့ရောင်းကြတယ်တလောကတရုတ်ပြည်ကတော့ဈေးရထားကြီးကဥရောပရောက်သွားသေးတယ်ခုခေတ်တော့ရထားနဲ့သွားတာပေါ့ရှေးတုန်းကတော့ကားနဲ့သွားရှေးတုန်းကတော့လှဲနဲ့သွားရတာပေါ့နော်အဲ့တော့လဲပေါင်း900တင်ပြီးတော့ကန္တာရခရီးကြီးကိုဖြတ်သွားဖို့စီစဉ်လုပ်တယ်အဲ့ဒီမှာလှဲတွေကိုခေါင်းဆောင်မဲ့လူ2ယောက်ရှိတယ်တယောက်ကအမျှော်မြင်ရှိသူတယောက်ကအမျှော်မြင်မရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီမှာတူတူသွားမယ်ဆိုလို့ရှိရင်သူကလည်းလဲပေါင်း900ဒီဘက်ကလည်းလဲပေါင်း900လဲ1000ဆိုလို့ရှိရင်ဒီအခက်ခဲတွေကြုံနိုင်တယ်ပေါ့ဟိုဘက်ကျတော့ရောင်းချဖို့ဈေးကွက်တွေဘာတွေလည်းအခက်ခဲကြုံဒါကြောင့်မို့နှစ်အုပ်စုခွဲလိုက်တယ်ဘယ်သူအရင်သွားမလဲဘယ်သူအရင်သွားမလဲလို့ဆိုတော့အမျှော်မြင်မရှိတဲ့လူကသူ့အရင်သွားမယ်လဲပေါင်း900ဥဆောင်ပြီးသူ့အရင်သွားသူကဘာတွေးတယ်ဆိုလို့ရှိရင်သူတွေးပုံကတစ်မျိုးသူ့မျှော်မြင်ပုံကသူအရင်သွားတဲ့ဖြင့်မပြတ်တဲ့လမ်းပေါ်မှာသူလမ်းလျှောက်လို့ရမယ်ပြီးတော့ဒီဟင်းဒီဟင်းရွက်တွေလည်းပဲဘယ်သူမှမခူးသေးတဲ့အချိန်သူရမယ်အဲ့ဒါကြောင့်အရင်သွားတာဟိုရောက်တဲ့အခါကျတော့ကိုကြိုက်တဲ့ဈေးနဲ့သတ်မှတ်ပြီးတော့ရောင်းချနိုင်မယ်သူကဥအောင်သွားတဲ့ဟာအကျိုးရှိတယ်လို့တွက်တယ်နော်အဲ့ဒါလို့သူအရင်သွားမယ်လို့ပြောတော့ဟိုအမျှော်မြင်ရှိတဲ့ပုဂ္ဂိုလ်ကအေးမင်းအရင်သွားခြင်းသွားဆိုသူကဘာစဉ်းစားတော့ဆိုအေးလမ်းမကောင်းတဲ့နေရာဒီကောင်အရင်သွားတော့သူပြင်သွားလိမ့်မယ်သူပြင်ပြီးသားလမ်းငါလိုက်ရင်ပိုးလွယ်တယ်နော်ရှေးမရှိတဲ့နေရာသူရေတွင်းတူးသွားလိမ့်မယ်ငါတို့ကအစင်းနဲ့ပဲချိုးရုံအေးမြက်နွားတွေမြက်စားသွားမယ်သူနွားတွေနွားလဲပေါင်း900ဆိုတော့နွား1000ပါမြက်စားသွားလို့ရှိရင်အဲ့ဒီစားသွားတဲ့မြက်တွေကတစ်လားလောက်ခွာလိုက်ရင်မျက်နှုတွေပေါက်လာလေလူတွေကဟင်းသီးရွက်ခူးသွားလို့ရှိရင်လည်းအညွန့်တွေထွက်လာလေနောက်မှသွားတာဟာပို့ပြီးတော့အကျိုးရှိဈေးနှုန်းဆိုတာတော့သူတို့ကတ်တက်ပြီးတိုင်ငါတို့ကရောင်းလိုက်ရုံပဲဘာမှအထူးကတ်တက်စရာတောင်မလိုဘူးဆိုနောက်မှသွားတဲ့လူကလည်းသူ့အတွေးနဲ့သူညှော်မြင်နဲ့သွားကြလေရောခီးစပြီးတော့ထွက်သွားတယ်ဘယ်ခရီးတော့ကန္တာရခရီးကြီးမှာရေမရှိတဲ့ကန္တာရခရီးကြီးကိုဖြတ်ကျော်ရတယ်အဲ့ဒါလို့ဖြတ်ကျော်တဲ့အခါမှာခရီးပေါက်ခံဒီကန္တာရခရီးအလေရောက်တဲ့အခါမှာအဲ့ဒီခရီးကရေမရှိုံနဲ့မကဘူးဘလူးတွေပေါ်တဲ့ကန္တာရခရီးဖြစ်တယ်ဒါကြောင့်မို့ဒီလူတွေရေပြတ်အောင်လုပ်ပြီးတော့အားနေပြီဆိုတဲ့အခါမှာဘလူးကစားဖို့စိတ်ကူးတာသူ့အချမ်းရံဘလူးတွေနဲ့အဲ့ဒီအမျှော်မြင်မရှိတဲ့လူဥဆောင်လာတဲ့လှဲပေါင်း900နဲ့ရင်ဆိုင်ပြီးတော့သူကရှေ့ကနေပြီးလှဲတွေနဲ့မောင်းလာခဲ့တယ်။ဘာတွေလှုပ်လာတော့ဆိုရင်အဝတ်တွေကလည်းရေတွေစိုးနေတယ်။ဂျာပန်တွေလည်းခေါင်းပေါ်ပန်းလာတယ်။နော်သူတို့ဟာ
ရေရှိတဲ့ပုံစံအောင်ဖန်ဆင်းလာခဲ့ကြဖန်ဆင်းလာပြီးတော့သူတို့နဲ့တွေ့တဲ့အခါကျတော့သူကပြောတယ်ဘယ်သွားကြမလဲတူနဲ့တူမေးကြမြန်းကြရက်ပြီးစကားပြောကြတယ်လှဲတွေကိုလှဲပတ်ကြည့်ပြီးဟာဒါရေအိုးတွေလားရေမလိုဘူးဟိုရှိမှရေတွေမိုးတွေရွာနေတာအိုင်တွေကလည်းရေတွေပြည့်နေတယ်ဟိုမှာမင်းတို့မြင်ရတဲ့မော်လာစိတ်ညှို့ညှို့တော်ရန်ကြီးကအဲ့ဒါရေတွေရှိနေပြီနဲ့ဆိုပြီးတော့အဲ့ဒါလိုလှိပတ်ပြီးတော့ပြောတာရေအိုးတွေအလကားပဲတွန်ပစ်ခဲ့ပေါ့ပါပါသွားကြဆိုပြီးအဲ့လိုလုပ်ပြီးတော့သူတို့ကရှေ့ဆက်မောင်းသွားပြီးပျောက်ကွယ်သွားကြတယ်စဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဟာအေးဟုတ်တယ်သူတို့တောင်မှရေတွေချိုးလို့အဝတ်တွေစိုးစီးစိမ့်နဲ့မိုးတဲ့ကနေလာကြတာရှေ့မှာမိုးရှိတယ်ဆိုတာတေချာလောက်တယ်တို့တွေမြန်မြန်သွားရအောင်ကဲရေတွေရှိသမျှအကုန်သွန်ပြေးခဲ့ကြဆိုပြီးတော့နော်အဲ့ဒါအမျှော်မြင်မရှိတာရေတွေအကုန်သွန်ပြေးခဲ့ကြဆိုပြီးသွားလိုက်ကြတာတရက်လည်းရေမတွေ့နှစ်ရက်လည်းရေမတွေ့တော့လူတွေဟာထမင်းချက်လည်းမစားရရေလည်းတောင်းเสียမရှိနွားတွေကလည်းရေတိုက်เสียမရှိဆိုအကုန်လုံးဟာငတ်ပြက်ပင်မနွမ်းနေပြီးညပိုင်းကျတော့လူတွေဟာထမင်းမစားရတော့ခွေပြီးတော့အိတ်နော်နွားတွေကလည်းမစားရမတောင်းရနဲ့ပင်မနွမ်းနေနေတဲ့အချိန်ညကြတော့မှအဲ့ဒီဘလူးအုပ်စုကလာရဲပြီးတော့လူတွေရောနွားတွေရောတတ်စားသွားတယ်အားနဲ့အောင်လုပ်ပြီးတတ်စားအေးနောက်တလလောက်ခွာပြီးတဲ့နောက်မှာတကယ်အမျှော်မြင်ရှိတဲ့ပုဂ္ဂိုလ်ကလိုက်လာသူကလည်းလဲပေါင်း900နဲ့လာခဲ့တာအဲ့ခုနတွေ့တဲ့နေရာပဲခုနကဘလူးကပဲလာပြီးတော့သူကရှည်တွေနဲ့သူကိုယ်သူလည်းတကိုယ်လုံးရေတွေစိုးလို့ဂျာပန်နေပန်လို့သူ့အုပ်စုနဲ့လှဲနဲ့လာပြီးတော့ခုနလိုပဲရေတွေရှေ့မှာမိုးတွေရွာနေတယ်ရေတွေမယူချနဲ့လို့ပြောတာဖះလောင်းကလူတွေကိုအကုန်လုံးသူ့လူတွေကိုအကုန်လုံးခေါ်လိုက်တယ်သူတို့ပြန်သွားတဲ့အခါသူ့လူတွေကိုအကုန်ခေါ်တယ်မင်းတို့ရှက်စီးလက်ထများမြင်ရသလားမမြင်အောင်မိုးချုံတန်ရောကြားသလားမကြားဘူးမိုးနံရောရသလားမရဘူးတိမ်ရောမြင်ရလားမမြင်ရဘူးအဲ့ဒါတို့တက်ဘလူးတွေကတို့စားဖို့ကြံတာမင်းတို့မယုံညံ့နဲ့ငါမသိပဲနဲ့ရေကိုတစ်စက်မှမတော်ညာနဲ့လို့ဆိုပြီးတော့သွားတဲ့အခါဟိုလဲပေါင်း900လှဲသားတွေအကုန်ဘလူးစားခံရတာနဲ့တော့တွေ့ဟောတာအမျှော်မြင်လို့ခေါ်တယ်ရေမတွေ့ပဲနဲ့ရေကိုတော့မပြစ်ဘူးသူအဲ့ဒါကြောင့်မို့လို့သူတို့ဟာမကောင်းတဲ့ဟာတွေကိုချပြစ်ပြီးကောင်းတဲ့လဲတွေလဲပစ္စည်းဥစ္စာတွေလဲတန်ဖိုးမရှိတာတွေဖဲတန်ဖိုးရှိတာတွေတဲယူပြီးတစ်ဖက်နိုင်ငံသွားပြီးတော့ပစ္စည်းဥစ္စာတွေရောင်းချလို့နှစ်ဆသုံးဆအမြတ်ရပြီးချမ်းသာကြွယ်ဝပြီးပြန်လာခဲ့ကြဟောတာအမျှော်မြင်ကြောင့်အမျှော်မြင်မရှိတဲ့ပုဂ္ဂိုလ်ဟာပြောတာကိုယုံပြီးတော့အကုန်လုံးလိုက်တဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခနဲ့ကြုံသွားကြတယ်ဒါဟာလည်းပဲအမျှော်မြင်ရှိမှကြီးပွားတယ်ဆိုတာအဲ့ဒါကိုပြောသူများပြောတဲ့စကားကိုယုံကြည်ပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့မမျှော်မြင်တတ်သည့်အတွက်ကြောင့်အသက်ဆုံးရှုံးသွားကြတယ်ဒါကိုလည်းမြတ်စွာဘုရားက950ဇတ်ထဲမှာဟောပြောထားတာရှိတယ်နောက်ဇာလန်တစ်ခုကိုကြည့်နောက်ဇာလန်တစ်ခုကကုံတယ်သင်္ဘောကုံတယ်တအုပ်စုလူပေါင်း1000ပါတဲ့သင်္ဘောရှေးခေတ်ကတော့လှေသင်္ဘောကြီးတွေပေါ့ရွက်လှေကြီးတွေပေါ့အဲ့ဒါလို့သွားကြတဲ့ပင်လယ်ထဲသွားတဲ့အခါမှာမုန်တိုင်းမိပြီးတော့လှိုက်ရိုက်တာနဲ့သူတို့ရဲ့လှေသင်္ဘောကြီးဟာကွဲပြက်သွားတယ်ကံအားလျော်စွာအဲ့ဒီလူတွေဟာပင်လယ်ထဲကကျွန်းတကျွန်းပေါ်မှာကျွန်းတကျွန်းနဲ့နီးတော့ကျွန်းတကျွန်းပေါ်ရောက်သွားကြအဲ့ကျွန်းတကျွန်းပေါ်မှာနေကြသင်္ဘောတွေကမရှိဘူးသို့တော့ကျွန်းပေါ်တက်ပြီးတော့ရှားသမျှအစားအစာတွေနဲ့အဲ့လိုနေထိုင်ကြတာလူပေါင်း1000သို့တော့အဲ့ဒီကျွန်းပေါ်မှာနတ်ကြီးတယ်လို့ပြောနတ်တွေကအညစ်အကြေးစွန့်တာကိုမကြိုက်ဘူးဒါကြောင့်မို့ဆင်ញင်ရှိဖို့ချင်းချင်းသတိပေးထားကြတယ်မစင်နေပါလေနောက်ဖေးသွားပြီးလို့ရှိရင်မြေကြီးနဲ့ဖုံးပစ်ဖို့အဲ့ဒါလို့အညစ်အကြေးတွေမစွန့်ကြဖို့
ချင်းချင်းတတိပေးပြီးတော့တန်တန်ပြတ်ပြတ်နေကြထိုင်ကြနောက်ကြတော့ကျွန်းပေါ်နေတဲ့လူတွေကလာလေးကြားလာတဲ့အခါကျတော့ကျွန်းပေါ်မှာရှိတဲ့ထမ်းပင်တို့အုံပင်တို့မင်းဘောတို့ဓဏိတို့ပေါ့လေအဲ့ဒီပင်တွေကနေပြီးတော့အရေတွေလှုပ်ပြီးတော့အရက်လှုပ်ပြီးထရေလှုပ်ပြီးတောက်ကြဗျာတောက်တော့မူယူပြီးခုနအညစ်အကြေးတွေမစွန့်ရဘူးဆိုတဲ့စီကံကိုဖျက်ပြီးတော့လူတွေဟာအညစ်အကြေးတွေစွန့်ကြအဲ့လိုအညစ်အကြေးတွေစွန့်လာတဲ့အခါမှာဘာပြောလဲဆိုနတ်တွေကစိတ်ဆိုးတယ်တို့နေတဲ့ကျွန်တန်တန်ပြတ်ပြတ်နေတာအခုလူတွေရောက်တော့အမတမညစ်ပတ်တယ်ပေါ့ကျွန်ဆေးမယ်ဒီတစ်ခါလာပြီနေရောက်လို့ရှင်ဒီရေတက်ပြီးတော့ကျွန်းကိုမြုပ်ပစ်မယ်ဆိုဒီရေနဲ့လွှမ်းပစ်မယ်ဟို2004ခုနှစ်ကဖြစ်တဲ့ဆူနာမီဒီလှိုင်းကြီးတွေလို့ပေါ့လေအဲ့ဒါနဲ့လူတွေကိုအကုန်လုံးမြုပ်ပစ်မယ်လို့နတ်တွေကအစည်းဝေးတယ်စီဝေးဆုံးဖြတ်ပြီးလာမဲ့15ရက်လာပြီနေရောက်ရင်ဒီရေမြုပ်မယ်လို့သူတို့တိုင်ပင်ညတယ်အဲ့လိုတိုင်ပင်တဲ့အခါမှာအကျဉ်းနာရှိတဲ့နတ်သားရှိတယ်အကျဉ်းနာရှိတဲ့နတ်သားကလူတွေကိုလာသတိပေးတာအေးနတ်တွေကတော့စိတ်ဆိုးကုန်ပြီမင်းတို့ကိုဒီလိုလုပ်လိုက်မယ်အဲ့တော့မင်းတို့သတိထားကြကိုယ့်ဟာကိုယ်ပညာဆင်ញမင်းတို့ဒုက္ခရောက်လိမ့်မယ်ဆိုပြီးတော့တတိပေးတဲ့နတ်ကရှိတယ်အဲ့ဒါလို့တတိပေးတာကိုဆန့်ကျင်ဘက်လုပ်ပြီးတော့ပြောတဲ့နတ်ကလည်းရှိတယ်နတ်ဆိုတိုင်းစိတ်ကောင်းရှိတာမဟုတ်ဘူးလူတွေလိုပဲနတ်တွေဟာလည်းစိတ်ကောင်းရှိတဲ့နတ်ရှိတယ်စိတ်ကောင်းမရှိတဲ့နတ်ရှိတယ်လူတွေဟာလည်းပဲလူစိတ်ကောင်းရှိတဲ့လူရှိတယ်လို့စိတ်ကောင်းမရှိတဲ့လူရှိတယ်အဲ့ဒါလို့နတ်သားနှစ်ဦးဟာတယောက်တစ်မျိုးပြောသွားတယ်စဉ်းစားကြည့်ပထမနတ်ကကျွန်းဆေးလိုက်မယ်မင်းတို့သတိထားကြပြင်ထားကြကျွန်းဆေးလိုက်မယ်နတ်တွေကစိတ်ဆိုးနေပြီနောက်နှစ်ပတ်ဆိုကျွန်းဆေးလိုက်နောက်တစ်ယောက်သူလည်းပြန်သွားရောနောက်နတ်သားတစ်ယောက်ကလာတယ်ပြီသူပြောတာမယုံကြနဲ့မင်းတို့နေလာတာကြာပြီဘာမှမဖြစ်ဘူးအေးစိတ်စိတ်သာနေကြလို့ပြောအဲ့တော့လောကလူတွေဟာဒီအချိန်မှာသူတို့စဉ်းစားဖို့လိုအပ်တာပြီပထမနတ်ရဲ့စကားမှန်လို့ရှိရင်ဒီကျွန်းဟာရေအောက်ရောက်သွားတော့ဒုတိယနတ်ရဲ့စကားမှန်လို့ရှိရင်တော့နေမြဲအတိုင်းဖြစ်တယ်အဲ့တော့ဘသူစကားမှန်မယ်ဆိုတာကိုမသိဘူးမသိတဲ့အခါကျတော့အုပ်စုနှစ်ခုဖြစ်လာတချို့ကလည်းပထမနတ်စကားကိုတတိထားရမယ်ရေစိတ်လိုက်မယ်ဆိုတာကျွန်းကိုရေမြုပ်လိုက်မယ်ဆိုတာတတိထားဟိုနောက်တစ်အုပ်စုကတော့မြုပ်เสียမလိုဘူးနောက်နတ်ကလာပြောသွားတယ်ဆိုအဲ့ဒီလူအုပ်စုကလည်းနှစ်အုပ်စုဖြစ်သွားတယ်နှစ်အုပ်စုဖြစ်သွားတဲ့အခါမှာအမျှော်မြင်ရှိတဲ့လူတွေကဘာလုပ်လဲအေးပထမပြောတဲ့နတ်ရဲ့စကားမှန်လို့ရှိရင်တော့ကြဒုက္ခရောက်လိမ့်မယ်တို့ပြင်ဆင်ရမယ်ကြိုတင်ပြီးတော့ပြင်ဆင်တာဘာမှမပင်ပန်းမှုဆိုပြီးတော့အဲ့တော့တစ်တုံးကောင်းကောင်းနေရှာပြီးတော့လှေဆက်ကြအလုံးလှေဆက်အဲ့တော့သူ့ရဲ့လှေဆက်မယ်ဆိုတဲ့လူရဲ့နောက်ကိုလိုက်တဲ့လူက900ရှိတယ်ကျန်တဲ့လူ900ကတော့ဒီကောင်းလေးအယူထပြီးရှောက်လို့နဲ့တို့နေလာတာနှစ်ပေါင်းကြာနေဘာမှမဖြစ်ဘူးလုံမနေနဲ့ဆိုတဲ့လူအုပ်စုကရှိတယ်အဲ့လုံမနေနဲ့ဆိုတဲ့လူတွေကဘာမှမလုပ်ပဲနေတယ်ဟိုလူ900ကတော့သူတို့လူ900စီးလောက်အောင်လှေဆက်ကြပြင်ဆင်ထားတယ်မှန်လို့ရှိရင်တို့တွေကရှောင်မမှန်ရင်လည်းကိစ္စမရှိဘူးလှေဒီတိုင်းပဲထားသူတို့ကဒီလိုအမျှော်မြင်နဲ့လုပ်တယ်နောက်လာပြီးနေလဲရောက်လာရောဒီရေကစပြီးတော့တဖြည်းဖြည်းတက်လာအဲ့တော့ဒီရေတက်တယ်ဆိုတာနဲ့ပတ်သက်လာလို့ရှိရင်မှတ်သားစရာနှစ်ခုရှိသိပ္ပံနည်းပြောကြတာဒီရေဘာကြောင့်တက်တယ်လဲလို့ဆိုလို့ရှိရင်နော်လာရဲ့ဆွဲအားကြောင့်ဒီရေတက်တယ်လို့ပြောတယ်စဉ်းစားစရာကဒီလာကပင်လေရေငန်ကိုမှဆွဲသလားဒီမြစ်တွေကိုတော့မဆွဲနိုင်ဘူးလားလို့မေးစရာရှိတယ်ချောင်းတွေတို့မြစ်တွေတို့ဒီနာမြစ်တာမြစ်တော့ဘာလို့မဆွဲလဲဆွဲလိုက်ရင်ကုန်သွားမှာပဲဆိုတယ်လာဒီမှာလဲတာတာပဲ
သို့တော့ပါဠိစာပေမှာပြောထားတာလေးကမှတ်သားစရာလေးတစ်ခုရှိတယ်ပင်လေရေကဒီရေတက်တယ်ဆိုတာတဲ့လဆွဲလို့မဟုတ်ဘူးတဲ့လရောင်ရဲ့ဆွဲအားမဟုတ်ဘူးတဲ့ဘာဖြစ်လို့ဒါဖြင့်လာပြည့်ကြမှာဒီရေဟာအမြင့်ဆုံးတက်ရတယ်လဲဆိုသူကလရောင်နဲ့တွေ့ရင်ရေအန်ထုတ်တဲ့ကြောက်တွေကပင်လယ်ထဲမှာရှိတယ်အဲ့ဒီကြောက်မျိုးကိုစန္ဒရကန္တာကြောက်လို့ခေါ်တယ်တချို့ကြောက်ကနေရောင်နဲ့တွေ့ရင်မီးထွက်တဲ့ကြောက်မျိုးရှိတယ်အဲ့ဒါကိုသူရိယကန္တရာကြောက်လို့ခေါ်တယ်စန္ဒရကန္တာကြောက်ဆောင်ကြီးတွေကပင်လယ်ထဲမှာအများကြီးရှိတယ်ဒါကြောင့်မို့လတာပြီးလရောင်နဲ့တွေ့ပြီးဆိုရင်အဲ့ဒီကြောက်တုံးကြီးတွေကရေတွေအန်လိုက်တဲ့အခါရေတွေတိုးလာတယ်လို့သူဆိုတယ်သူကလရောင်ကဆွဲတာမဟုတ်ဘူးလရောင်နဲ့တွေ့ရင်ကြောက်ဆောင်ကြီးတွေကရေတွေကိုအန်ထုတ်တယ်အဲ့ဒါကြောင့်မို့လို့ရေတွေတိုးလာတယ်လို့သူဆိုတယ်နော်လရဲ့ဆွဲအားလို့မဆိုဘူးဒါပါဠိစာပေကအဆိုအဲ့ဒါလိုနှမျိုးရှိတော့ဒါကြောင့်မို့လာပြည့်နေ့လဲရောက်လာရောဒီရတက်လာခရိုင်းလဲတက်နေကြပဲသို့တော့အဲ့ဒီနေ့တက်လာတာပထမတော့ခြေပြမြက်လောက်နောက်ကြတော့ဒူးစီးလောက်တက်လာပြီဆိုတော့ဒူးစီးလောက်ရောက်ကြတဲ့ကလှေဆက်ထားတဲ့ပုဂ္ဂိုလ်တွေကအားလုံးပစ္စည်းတွေရောလူတွေရောအကုန်လုံးလှေပေါ်တက်ကြပြင်းစင်ထားတယ်တက်တွေပါတွေနဲ့အကုန်လုံးလုပ်တာခိုးလူတွေကတော့သူတို့စီးစရာလည်းလှေမရှိဘူးဒါပြန်ကျသွားမှာပါဆိုတာနေတာဒူးကနေပြီးပေါင်ရင်ကနေနော်ရှင်ဘတ်ကနေပြီးခေါင်းရောက်တည်ထီအောင်နောက်ဆုံးမှာထမ်းပင်80လောက်ထိအောင်ဒီရေတက်သွားပြီကျွန်းကြီးတစ်ကျွန်းလုံးမြုပ်သွားဟို900သမားရှည်ထဲမှာမျောပါသွားတေးကုန်ညာရော900သမားကတော့လှေနဲ့ရွလွတ်ပြီးတော့ထွက်သွားကြအဲ့ဒါဟာအမျော်မြင်ရှိခြင်းနဲ့မရှိခြင်းအမျော်မြင်ရှိတယ်ဆိုလို့ရှိရင်ပြင်ဆင်ထားတယ်ပြင်ဆင်ထားသည့်အတွက်ကြောင့်သူတို့ဟာအသက်ချမ်းသာရတယ်အမျော်မြင်မရှိတဲ့ပုဂ္ဂိုလ်တွေဟာအသက်ဆုံးရှုံးပြီးတော့သွားကြတယ်လို့လောကကြီးမှာဒီလိုတတ္တိတာရကတွေမြောက်များစွာရှိတယ်ပေါ့ဒါကြောင့်မို့ဘယ်ကိစ္စပဲဖြစ်ဖြစ်အမျော်မြင်ရှိကြရမှာဖြစ်တယ်အမျော်မြင်ရှိမှသာလေကြီးပွားတိုးတက်နိုင်တာအမှန်ဖြစ်တယ်အမှန်တိုင်းသိနိုင်အောင်ပညာအမျော်မြင်ရှိဖို့အတွက်တရားပွဲတွေလုပ်ပြီးတရားနာတာတရားစာအုပ်တွေဖတ်တာနော်ဟောပြောပွဲတွေတက်ပြီးတော့နားထောင်တာစာပေလေ့လာတာစီးပူးတာဟိုဒေသဒီဒေသသွားပြီးတော့အတွေ့အကြုံတွေကိုရှားတာဒီလိုဟာမျိုးတွေဟာလောကမှာအမျော်မြင်ရရှိအောင်မျက်စိဖွင့်နားဆွင့်ပြီးလူတိုင်းဟာကြိုးစားကြရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒေသန္တရဘ ਹੁ တုဒ္ဒဆိုတာလဲစီးပူးအထောက်ရတယ်အားလုံးဟာဒီလိုဘ ਹੁ တုဒ္ဒတွေရှိပြီးအမျော်မြင်ရှိမှကြီးပွားတိုးတက်နိုင်တာဖြစ်တယ်အမျော်မြင်မရှိလို့ရှိရင်ဆုပ်ယုပ်ပြက်ပြားရုံများမကဆုံးရှုံးနစ်နာမှုတွေနဲ့ကြုံတွေ့ရစမြဲပဲဖြစ်တယ်လောကမှာတတ္တိတာရကတွေမြောက်များစွာရှိတယ်ဒါကြောင့်မို့အမတ်တမဲ့မနေပဲနဲ့လူဘဝရလာတဲ့အချိန်လေးမှာကိုယ့်ကိုယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်ဘာသာရေးကိစ္စပဲဖြစ်ဖြစ်လူမှုရေးကိစ္စပဲဖြစ်ဖြစ်အမျော်မြင်ရှိရဘာသာတရားနဲ့ပတ်သက်လာလို့ရှိရင်လည်းစဉ်းစားဉာဏ်ရှိရဘယ်ဘာသာတရားကိုယ့်ဘုံမှာလက်တွေ့ကြနိုင်တယ်လဲဘယ်ဟာကမှန်တယ်လဲဘယ်ဟာကမှားတယ်လဲပြောတိုင်းလဲယုံသင့်သလားမယုံသင့်ဘူးလားဆိုတာကိုယ့်အကိုချင့်ချိန်စဉ်းစားပြီးအရာခတ်သိမ်းဟာလက်တွေ့နဲ့တိုင်းတာပြီးတော့ချိချရအမျော်မြင်ဆိုတာရှိချရမှာဖြစ်တယ်အမျော်မြင်ပညာအစဉ်ချင်းမရှိတဲ့ပုဂ္ဂိုလ်ဟာနောက်ဆုံးမှာဆင်းရဲဒုက္ခနဲ့ကြုံသွားကြရမှာသာဖြစ်တယ်ဆိုတာကိုယ်စီမှတ်သားချဖို့လိုအပ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့အမျော်မြင်ရှိမှကြီးပွားတိုးတက်နိုင်သည်အမျော်မြင်ရှိမှကြီးပွားနိုင်သည်ဆိုတဲ့စကားကိုမှတ်သားထားပြီးတော့မိမိတို့ကိုယ်တိုင်အမျော်မြင်ရှိအောင်စာပေတွေလေ့လာဖို့ဖတ်ရှုဖို့နော်မျက်စိဖွင့်နားဆွင့်ပြီးစအရာရာမိမိတို့တတ်နိုင်သမျှလေ့လာကြဖို့စီးပူးကြဖို့နော်အဲ့ဒါလို့ကြိုးစားအထောက်ချင်းဖြစ်လာရင်ကိုယ်တဏ္ဍမှာအမျော်မြင်နေရင့်တန်နိုင်မှာဖြစ်တယ်ဆိုတာကိုယ်စီ
တတိထားပြီးအမျှော်မြင်ကြီးမားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း